ကတော့ Henry ပါဒီနေ့ video ကတော့ brother တို့အတွက် game mode လေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်ဒီ game mode မှာတော့ brother တို့ကြည့်လိုက်ပါ game နေရာအတော်ဆုံးပြီးတော့ game crafted table တွေအများကြီးပါတော့မှာဖြစ်ပါတယ်ဆိုတော့ဘာလဲဆိုတော့ show မယ်ပေါ့နော်ဆိုတော့ show မယ်ဆိုရင်ဒါတွေကိုဒီဘက်ကိုနည်းပို့လိုက်ပါနော်ခဏတစ်ဖြုတ်ပေါ့ okay yeah အဲ့ကြောင့်ချပြပါမယ်ဆိုတော့ဒီမှာပေါ့ဒီ table ဒီကောင်ရှာလိုက်မယ်ပေါ့နော်ဟောဘာလို့ပါလဲမသိဘူးရှူလိုက်အောင်ဒီကောင်တစ်ခုခုတော့လောက်တာသိကြတယ်ဟောဒီမှာ candy crafter yeah candy ညာရွယ်ပေါ့နော် candy ဒီကောင်လေးဟောဘာလဲမသိဟောကြည်ရေးဗျဒီကောင်ကြည်ပြီးသွားရင်ဒီကောင်ကဟောပါလေဒီကောင်လည်း gun နေပဲဗျ gun ဟိုမှာကျန်းနေ gun နေလို့ပြောဆိုတော့စမ်းပြီးပြစ်ပြမယ်နော်ဒီနွားကိုစော်ပြမယ်ဟာလွယ်ပါတယ်ဒီကောင်ကဒီကဖြည့်လို့ရရနော်ရှိအဲ့ sheep ကိုလိုက်ပြပြကျွန်တော် video လေးကို subscribe ပြီးလုပ်ပေးကြပါကျွန်တော် channel မှာကျွန်တော်ဒီ mod ကိုကျွန်တော် free ချပေးထားပါတယ်ကျွန်တော် Telegram channel ကို join ပေးကြပါဘယ် channel ဆိုတော့ကျွန်တော်လိုက်ပြပြီပေါ့နော်ဒီမှာပါကျွန်တော်တို့ဒီ Minecraft mod and add-on လို့ရိုက်ရှာလိုက်ပြီဆိုရင်ကျွန်တော် channel လေးကိုကြားတော့မှာဖြစ်ပါတယ်အဲ့ channel မှာ brother တို့လိုချင်တဲ့ဟာတွေအများကြီးရှိရပြင် brother တို့ဒီမှာကျွန်တော်အခုစော့နေတဲ့ no music ပါတယ် Minecraft 1.21.101 ပါရှိမှာဖြစ်ပါတယ်ဆိုတော့ game mode ကိုလိုက်ပြရမယ်ပေါ့နော် game mode ပုံမှာ yeah this ဒါကတော့ game mode ပါဒီကောင် game mode ကျွန်တော်ခုနသုံးပြသွားတဲ့ဒီ game ပေါ့နော်ဒီကောင်လေးအဲ့ကောင်လေးပါဆိုတော့ဒီ video လေးကို like share subscribe လေးမျိုးကူညီပေးခဲ့ပါဒီမှာကျအဒွန်တွေအများကြီးရှိရပေါ့နော်ဒီမှာ dragon အဒွန်ပြီးတော့ဒီမှာ gun အဒွန်ပြီးသွားရင် brother တို့ဒီမှာ mod အဲ့လိုကြီးတွေပြီးသွားရင်ကျွန်တော်တို့ PUBG Minecraft တွေမှာ PUBG ဆော့ရင် brother တွေလည်းဒီမှာပေါ့နော်ထည့်ပြီးထားတယ်ဒီမှာလည်း Free Fire လည်းဆော့လို့ရတယ်ပြီးတော့အများကြီးပဲပေါ့နော်ဆိုတော့ကျွန်တော်နောက်ထပ်ဟာလေးနည်းနည်းတည်ပြီးပါမယ်ဆိုတော့ဒီ video လေးကဒီလောက်ပါပဲဒါကြတော့ AI ပေါ့နော် AI ပါမယ်ဒါကျွန်တော်ရှိမှာတော့မရှိဘူးပေါ့နော် AI player က 1.21.111 လား yeah အဲ့မှာပဲဆော်လို့ရဆိုတော့ net video လေးကဒီလောက်ပါပဲ brother တို့ဟောရိုက်ရှာလိုက်ပါ Minecraft move and add-on လို့ရိုက်ရှာလိုက်ပါဒါလေးကတော့ user name ပေါ့နော် user name ကျွန်တော်ရဲ့ဒီ channel ရဲ့ comment မှာကျွန်တော်ချပေးထားမယ်ဆိုတော့ဒီ video လေးတော့ဒီလောက်ပါပဲအားလုံးဘို့